အတွက်အရင်အကြီးဆုံး screenshot ရိုက်တဲ့နည်းကိုပြောပြပေးမယ်အဲ့တော့ကိုကကွန်ပျူတာတစ်ခုပေါ့နော်ဒီမှာဆိုရင်ဒီ desktop ပေါ်မှာလွတ်နေတဲ့နေရာမှာ right click လုပ်မယ်လုပ်ပြီးရဲ့အခါမှာ new တွေက folder တစ်ခုစောက်လိုက်မယ်အဲ့ဒီ folder ကို ss သုံးလုံးနဲ့နာမည်ပေးထားလိုက်မယ်အဲ့ဒီထဲကိုအသုံးပြုခြင်းနဲ့ကိုသင်ယူအတွက်အသုံးပြုခြင်းနဲ့ပုံတွေစာတွေကို screenshot ရိုက်ခြင်းတယ်ဒါဆိုရင်ဥပမာ Microsoft Word တစ်ခုကိုဖွင့်ထားတယ် Microsoft Word မှာရှိတဲ့ဒီဘားတန်းလေးကို screenshot ရိုက်မယ်ဆိုရင်ဒီအောက်က search ဆိုတဲ့နေရာလေးကိုသွားမယ်သွားပြီးတော့ SNIPP နဲ့ယူလိုက်မယ်เนาะအဲ့တော့ကိုက keyboard ကနေ shortcut key နဲ့လည်းရိုက်လို့ရတယ်ကိုကျွမ်းကျင်ဆုံး screenshot တစ်ခုကိုသုံးပြီးတော့နီးတစ်ခုကိုသုံးပြီးတော့ရိုက်လိုက်ပါပြီးရင် new ပေါ့နော်ဒီမှာကတော့ဒီဟာလေးနဲ့ပဲရိုက်ပြပေးပါတယ် new ခေါ်ပြီးတော့ mouse လေးကိုလိုချင်တဲ့နေရာလေးပဲ white ဆွဲပြီးတော့လှော့လိုက်ပါလှော့လိုက်တဲ့အခါမှာဒီပုံကိုသွားပြီးတော့သိမ်းရမှာဖြစ်ပါတယ်ဒီပုံကိုသိမ်းဖို့အတွက်အရင်ဆုံးဒီနေရာမှာ save ဆိုတာရှိအဲ့ဒါလေးကိုနှိပ်လိုက်ပါနှိပ်ပြီးသွားလို့ရှိရင်ကိုက desktop ပေါ်မှာ folder စောက်ခဲ့တာဖြစ်တဲ့အတွက် desktop ကိုသွားယူမယ် desktop ပေါ်မှာ S3 လုံး folder ထဲမှာ screenshot file name က1ဆိုပြီးတော့ save လုပ်လိုက်ပါမယ်ဒီဟာလေးကိုထပ်ထွက်မယ်ထွက်ပြီးတော့နောက်ထပ်သင်ခန်းစာတစ်ခုကိုက screenshot ရိုက်ချင်တယ်ဆိုရင်ဒီအောက်မှာ search ဆိုတဲ့နေရာမှာ SNIPPING snipping tool နဲ့ကိုအသုံးပြုခြင်းတဲ့နေရာကို screenshot ရိုက်ဖို့အတွက် new လေးကိုနှိပ်ပြီးတော့ဒီလိုလေးဆွဲချလိုက်ပါဆွဲချပြီးရဲ့အခါမှာဒီပုံကို save ဖို့အတွက်ဒီနေရာလေးကိုနှိပ်ပေးရမှာဖြစ်ပါတယ် desktop ပေါ်မှာ folder စောက်ခဲ့တာဖြစ်တဲ့အတွက် desktop ရဲ့ access folder အောက်မှာ file name က2နဲ့ save လုပ်လိုက်ရမှာဖြစ်ပါတယ်အဲ့လိုနည်းနဲ့သင်ကြားရေးလုပ်မဲ့စာတွေပုံတွေကို screenshot ရယူထားပြီးတော့သင်ယူဖန်တီးဖို့အတွက်ပြန်လည်အသုံးပြုပေးရမှာဖြစ်ပါတယ်ဒီ folder ကိုဖွင့်ကျင်နေဆိုရင်တော့ဒီပုံမှာနှစ်ချက်နှိပ်လိုက်ပါ mouse နဲ့နှစ်ချက်နှိပ်လိုက်တဲ့အခါမှာပထမရိုက်ခဲ့တဲ့ပုံနဲ့ဒုတိယရိုက်ခဲ့တဲ့ပုံနဲ့တွေ့ရမှာဖြစ်ပါတယ်ကိုက online မှာသင်ကြားရေးလုပ်ခြင်းနဲ့နောက်တစ်ခါသင်ယူတွေကိုလည်းကွန်ပျူတာနဲ့ဖန်တီးတတ်ခြင်းနဲ့ဆိုရင်အခုပြောတာလေးကိုမြန်မြန်လေ့ကျင့်ထားပေးပါ